လိုင်မွားဖမ်းထားပြီဗျဟိုရှေကောင်းလုံးနေဗျပထမဆုံးတမတ်ကိုတော့ကျောက်စဲကုန်းဆောင်တွဲဆိုင်ဖြစ်တဲ့အောင်စင်ဦးဖိုးစင်ချက်ကြီးအတွေ့တမတ်ရရှိထားပြီဗျမာချက်ကြီးစားပဲနှစ်ယောက်ကြားထဲမှာနောက်တမတ်ထမ်းမှန်ရရှိသွားပြီဗျမာချက်ကြီးစားပဲဖိုးရှိဖမ်းထားပြီဗျဖိုးရှိကောင်းပါလေဗျရှစ်စားပဲခြေစင်စင်ဖမ်းထားပြီဗျမာချက်ကြီးစားပဲအဲ့မကြည့်ပါလားအဲ့ဒါမျိုးဖြစ်နေတာကျော်စာဝေးရှိအမတ်လက်ဖိုက်ပါဗျမာရှက်ကြီးကတော့ပွဲစားပြီဆိုတွေကစာပေတိုက်စစ်ကနှစ်ယောက်ကြားတဲ့ပဲဥတေထိုးနေတယ်ဗျမစစ်လက်ဖြစ်သွားပြီဗျစာပေရှိအမတ်လက်စစ်ပါဗျကိုရှိကျန်စာပေပထမဆုံးတမတ်ကိုတော့ရွှေစင်စင်နဲ့အောင်စင်ဦးဂျားထဲမှာတမတ်စရပြီဗျကိုရှိကျန်စာပေအောင်စင်ဦးတောက်မှာနောက်တမတ်ထမ်းမှန်ရရှိပြီဗျကိုရှိကျန်စာပေရွှေစင်စင်ဖမ်းထားပြီဗျစာပေရှိအမတ်စစ်တူးပါမာရှက်ကြီးစာပေလိုင်မွားဖမ်းထားပြီဗျစာပေရှိမ3စစ်ပါဗျဟိုကြီးကျန်စာပေနှစ်ယောက်ကြားထဲပေါက်သွားပြီဗျမဖိုက်စီပြစ်လာပြီဗျအောင်စင်ဦးဖမ်းထားပြီဗျရွှေစင်စင်ကောင်းလုံးနေဗျမာချက်ကြီးစားပဲဖိုးရှိစားပဲနှစ်ယောက်ကြားထဲမှာပဲနောက်တမတ်ရသွားပြန်ပြီဗျအမဖိုးရှိစားပဲအောင်စင်ဦးချီကိုအနေငယ်ပုတ်တာဝေးသွားတယ်ဗျရှောင်းမတ်သူမာယာချက်ကြီးစားပဲပါဗျကိုရှိဖမ်းထားပြီဗျမ7စီပြစ်သွားပြီဗျကိုရှိဖမ်းထားပြီဗျကိုရှိကောင်းလုံးပါတယ်ဗျကိုရှိကျန်စားပဲအောင်နေဦးရဲ့တောင်းမှာပဲရက်ကြည့်နေလိုက်ရတယ်ဗျအော်ကိုရှိကျန်စားပဲရွှေစင်စင်ဖမ်းထားပြီဗျဦးဇွန်တော်စာပေတိုက်စစ်ပို့တာသွားတဲ့ကိုရှိလိုင်ဘွားဘူးဒီထွေးက10မှတ်9မှတ်နဲ့ကွင်းချင်းသွားပြီဗျပိုင်အနေငယ်တိုးသွားတယ်ဗျလိုင်ဘွားဖမ်းထားပြီဗျကိုရှိပါဗျကိုရှိစာပေကျေစင်တင်ရဲ့လိုင်းတူလိုင်းနောက်တမတ်ထမ်းမှန်ရရှိသွားပြီဖြစ်သည့်အတွက်အမှတ်9မှတ်9မှတ်နဲ့နေပြည်တော်ကုန်းဆောင်တွဲဆိုင်ဖြစ်တဲ့ဘိုးရှိလိုင်ဘွားဘူးဒီတွဲ2မှတ်တာနဲ့ပွဲကိုပြင်လေဥဆောင်ထားပြီဗျဘိုးရှိကျန်စားပဲခြေစင်စင်ဖမ်းထားပြီဗျဘူးဒီစေဘောမိထားပြီဗျဘိုးရှိခြေစင်စင်ပြန်စေထားပြီဗျလိုင်ဘွားဘလော့ကင်ပြန်မိထားတယ်ဗျဘူးဆိုရင်တော့မာချက်ကြီးစားပဲဖိုးရှိဖမ်းထားပြီဗျရွှေစင်စင်
ပြန်သားတော့လက်ကြည့်ကြမလို့တဲ့ကစားသမားပါဗျ။ဘာရရှက်စားပြီးဖိုးရှိဖမ်းထားပြီဗျ။တိုင်ဘွားကောင်းလုံးနေဗျ။ရွှေစင်စင်ရဲ့လိုင်းလူလိုင်းမှာအနေငယ်ဝေးသွားတယ်ဗျ။ဘာချက်ကြီးစားပြီးဖိုးရှိရဲ့လိုင်းမှာတမတ်ရသွားပြန်ပြီဗျ။အမတ်9 over မာရှက်ကြီးကဘယ်ချိန်မှာဘယ်ကိုစားပြီးတိုက်စစ်စီရမယ်ဆိုတော့အလိုလိုသိနေတယ်ဗျစားပြီးရှိအမှတ်9 over ပဲဗျမြောက်ကြားတယ်အောင်တင်ဦးဖမ်းထားပြီဗျချွေးဆဲစင်းပါနဲ့လုံးနေဗျမြောက်ကြားထဲမှာအနေငယ်ဝေးသွားတယ်ဗျအောင်တင်ဦးဖမ်းထားပြီဗျချွေးဆဲစင်းကောင်းလုံးနေဗျမာယာချက်ကြီးစားပြီးဖိုးရှိဖမ်းထားပြီဗျဖိုးရှိရွှေစဲစင်စေဘောမိထားပြီဗျဖိုးရှိပြန်စေထားတယ်ဗျပိုင်အနေငယ်တိုးသွားတယ်ဗျမာယာချက်ကြီးစားပြီးနှစ်ယောက်ကြားထဲမှာဖိုးရှိဖမ်းထားပြီဗျဖိုးရှိဖောင်းသွားတာဖြစ်သည်တွေကျောင်းစေကုန်းဆောင်တွဲဆိုင်ဖြစ်တဲ့အောင်တင်ဦးဖိုးစိန်ချက်ကြီးတွေ10 မှတ်9 မှတ်တမတ်တာနဲ့ပွဲကိုပြန်လဲဥဆောင်ထားပြီဗျ။အားရချက်ကြီးစားပြီးဖိုးရှိရဲ့လိုင်းမှာနောက်စီးကိုနေငယ်ဝေးသွားတယ်ဗျ။ဖိုးရှိစားပြီးအောင်တင်ဦးဖမ်းထားတယ်ဗျ။အောင်တင်ဦးဖမ်းတာအနေငယ်များသွားတာဖြစ်သည်တွေလိုင်းဘွားပပနဲ့ပဲတမတ်ရယူသွားပြီဗျ။ဖိုးရှိချန်စားပြီးရွှေစဲစင်ဖမ်းထားပြီဗျ။ရွှေစဲစင်ဥပန်ဒီရိုက်တာကောင်းလုံးနေဗျမြောက်ကြားထဲမှာလှိုင်ဘွားဖမ်းထားပြီဗျဖိုးရှိကောင်းလုံးနေဗျအောင်တင်ဦးဖမ်းထားပြီဗျမာရှက်ကြီးရွှေစဲစင်ကောင်းလုံးနေဗျဒီစားပေးမြောက်ကြားထဲလှိုင်ဘွားဖမ်းထားပြီဗျဖိုးရှိကောင်းလုံးပါလေဗျမြောက်ကြားထဲမှာအောင်တင်ဦးဖမ်းထားပြီဗျရွှေစဲစင်နိုင်ဘောဘလိုကင်မိထားပြီဗျအောင်တင်ဦးဖမ်းထားပြီဗျမာယာချက်ကြီးရွှေစဲစင်ဘူးဒီသေးထားပြီဗျဖိုးရှိပါဗျဖိုးရှိကျန်စားပြီဖိုးရှိဖမ်းထားပြီဗျဖိုးရှိကောင်းလုံးနေဗျရွှေစဲစင် blogging TV ရှန်မောစေခွင်းရပြီမယ်မတက်လိုက်ဘူးဗျရွှေစဲစင်ဖမ်းထားပြီဗျအောင်တင်ဦးမာချက်ကြီးစားပဲဖိုးရှိကိုလိုင်းလူလိုင်းထိုးထားပြီဗျဘူးလို့တော့ဖိုးရှိရဲ့ရိုက်လုံးပထမဆုံး blogging နဲ့အောင်တင်ဦးအမတ်ရှာပွေထားပြီဗျနှစ်ယောက်ကြားထဲမှာလှိုင်ဘွားဖမ်းထားပြီဗျဖိုးရှိကတော့အောင်တင်ဦးရဲ့ blogging ကိုစင်အောင်ပဲရိုက်ထားသေးပဲဗျကြံစားပေးဖန်တော်နှစ်ယောက်ကြားလေးကိုအနေငယ်ဝေးသွားတယ်ဗျအချက်ကြီးစားပေးဖိုးရှိဖန်ထားပြီဗျဖိုးရှိကြိုင်လုံးကတော့ဒါအောင်တင်ဦး blogging ကိုစင်ပြီးတော့အနေငယ်ဝေးသွားတယ်ဗျအောင်တင်ဦးဖန်ထားပြီဗျရွှေစဲစင်ရိုက်လုံးတော့ဘူးသီးစေထားတယ်ဗျအောင်တင်ဦးကောင်းလုံးနေဗျကိုရှိဖမ်းထားပြီဗျကိုရှိကောင်းလုံးနေဗျအဲ့ဒါရောက်တော့ရွှေစဲစင်စေဘောမိထားပြီဗျရွှေစဲစင်ပါနဲ့လုံးနေဗျအမတ်တူတွေးဩပါပွဲချင်းကြလာနေမြမာရှက်ကြီးကဖိုးရှိကိုစားပေးတေထိုးပြီးဖိုးရှိကိုထောင်မန်းပြီးတော့ကစားတာပို့ရှောင်လာတယ်ဗျမန်ဟုတ်တွဲဖြစ်သွားပြီဗျမာရှက်ကြီးစားပေးဖိုးရှိဖမ်းထားပြီဗျကွက်ကြီးအောင်တင်ဦးရှိမှာတမတ်ရှာသွားပြန်ပြီဗျအမတ်တူဟုတ်ဩပါဗျ
ဖိုးရှိကျန်စားပေးမာချက်ကြီးစားပေးဖိုးရှိဖမ်းသွားတယ်ဗျရွှေစဲစင်စေဘောမိထားပြီဗျရွှေစဲစင်ကောင်းလုံးမာတယ်ဗျအမတ်ပွိုင်ဟုံးနဲ့ကျောက်စဲကုံဆောင်တွဲဆိုင်ရတော့တမတ်တာနဲ့ပွဲကိုပြန်လေဥဆောင်သွားပြီဗျ14မဲ73မဲမာချက်ကြီးစားပေးနှစ်ယောက်ကြားလေးကိုလှိုင်ဘွားဖမ်းထားပြီဗျဖိုးရှိပြက်သားလုံးနေဗျဖိုးရှိကျန်စားပေးပိုက်တိုးသွားတယ်ဗျမာချက်ကြီးစားပေးဖိုးရှိရိုင်သွားပြီဗျမာချက်ကြီးစေထားပြီဗျချွေးအောင်နေဦးအစုံတက်လိုက်ပြီဗျ